အများကျွန်တော်ငွေငန်းခေါ်တယ်ပေါ့နော်ကတင်ရတော့ငွေငန်းကတင်ကျွန်တော်တို့ပူတူရိုက်ပြီးတော့အခုပြပေးတာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီရှင်းလင်းလင်းလုံးဝအတန့်ပေါ့နော်ဒီအနာတာမရှိဘူးခင်းပြကျွန်းခင်းပြအပြည့်စုံဒီမှာလေခင်းပြတွေကြားတော့လေအဲ့ဒါမှအသေးဆက်ဆက်ကိုလောက်ထားတာပြီးတော့ကျွန်းစစ်စစ်လောက်တယ်ဒီပြီးသွားလို့ရှိရင်ဒီဒီဇိုင်းပုံစံမျိုးဒီစားလောက်ထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ကျိုးလေးတွေပါလေထိုးပြီးလောက်ထားတာပြီးတော့ခြံအောင်တိုင်းပါမယ်ခြံအောင်တိုင်းနဲ့တော့မအိတ်ကြပါဘူးဒါပေမဲ့ကျွန်တော်မင်္ဂလာဆောင်ဝင်ပါနေခါကြတော့ကျွန်တော်ပြည်စုံထည့်ပေးလိုက်တဲ့သဘောပါခင်ဗျဒါလည်းဘေးပေါင်တွေကဒလမတူအထူလောက်ထားတယ်ပစ္စည်းကတော့ကောင်းတယ်နော်တနန်လေသူကဥရယူစနေနဲ့ရောက်မှဆိုတော့မဖြစ်မနေသူကဝယ်ရမှန်ဆိုတော့ကိုမတို့မင်္ဂလာဆောင်ဖို့ရှိတဲ့အခါကျတော့ကျွန်တော်တို့လာရောက်ပြီးတော့အားပေးနေမှာခင်ဗျဒါလို့ဆိုရှင်ငွေငန်းရှိတယ်ပရမလည်းရှိတယ်နဂါပုံစံလေးတွေရှိတယ်ပေါ့နော်ကတင်မျိုးစုံရှိပါတယ်နော်ကျန်တဲ့ဒီနေ့ရှိတယ်ဒီကဒါအပေါ်ကနေဖွင့်တာပေါ့နော်ဒါဟိုဘက်မှာလေးတစ်ခုပါတယ်ပေါ့နော်သူကဒီကနေဖွင့်တာမဟုတ်ဘူးကြားတာသူကအပေါ်ကနေလွယ်ကူဖွင့်လို့ထည့်လို့ရအောင်သူကဒီကျွန်တော်အပေါ်ပိုင်းပဲလုပ်ပေးလိုက်တယ်ပေါ့နော်ဒီကကြတော့အောက်ကဖေးကတော့ခေါင်းနဲ့တိုက်မှဆိုတော့လေအားကြောင့်မို့ဒါပေါ်ပိုင်းမှာဖွင့်လို့လို့ရအောင်ဆိုတော့အဲ့လိုလေးလုပ်ပေးလိုက်တာအသေးပုံလေးနဲ့အသေးချမ်းလေးနဲ့တော့ကျွန်တော်ဒီငွေငါခေါ်တာပေါ့နော်ဒါတော့ငွေငါဆိုတော့ဒီဇိုင်းနဲ့ငွေငါပုံစံမျိုးလောက်ထားတဲ့သဘောပါပဲသူကနည်းနည်းတိကျတော့မလောက်ထားပါဘူးဒါနည်းနည်းအလှအောင်လို့ကျွန်တော်တို့ကဒီဇိုင်းရေးဆွဲတာသဘောပါဒါဆိုရှင်တော့ဘေးကတလမလို့ပြည့်စုံပေါ့နော်ဒါအင်္ဂါစုံညီပေါ့နော်ပြောရမယ်လို့ကျွန်တော်မင်္ဂလာဆိုတာကတော့အင်္ဂါစုံညီမှမင်္ဂလာဖြစ်တာလေအဲ့အတွက်သူကစုံညီကျွန်တော်ပြီးပြပေးတာခင်ဗျအားလုံးကြည့်တတ်ပါလေခင်ဗျမမဲဆိုရင်ကျွန်တော်အစံတန်းရှိတယ်ဟဲ့လို့လောက်လိုက်တာနဲ့ဒါ story ပါခင်ဗျအားလုံးကျေးဇူးပါ